အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဂျပန်ပြည်တွင်တုတ်တဲကီနိုစားတောက်ဆိုင်စားတောက်ကိုဆမ်မွဲဖောင်တင်မှုအတွက် My Page ID အကောင့်လေးကိုဖုန်းနဲ့ပြုလုပ်နည်းလေးမျှဝေပေးမှာဖြစ်ပါတယ်ဆမ်မွဲဖြေဖို့ဆန္ဒရှိတဲ့လူတွေ My Page ID အကောင့်မရှိသေးဘူးဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိလေ့လာပေးပါနော် My Page ID အကောင့်ပြုလုပ်ဖို့အတွက်email address လေးတစ်ခုနဲ့ line စင်ဓာတ်ပုံလေးကိုဖုန်းထဲမှာအဆင်သင့်ရှိထားဖို့လိုအပ်ပါတယ်အဆင့်1နှစ်သက်ရာ browser ကနေ OTAF My Page လို့ရိုက်နှိပ်ရမှာဖြစ်ပါတယ်เนาะဒီနေရာမှာ OTAFFMYPAG page လို့မြားပြထားတဲ့နေရာလေးမှာရိုက်ရှာလိုက်ပါlogo အဖြူရောင်လေးနဲ့ page လေးတစ်ခုအပေါ်ဆုံးမှာထွက်လာပါလိမ့်မယ်နံပါတ်2မြားပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီနေရာမှာ ID တွေ password တွေအရင်ကမရှိဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်းခီတိုးရိုကုအသစ်မှတ်ပုံတင်မယ်ဆိုတဲ့အစိမ်းရောင်လေးမြားပြထားတဲ့အစိမ်းရောင်နေရာလေးကိုနှိပ်ရမှာဖြစ်ပါတယ်တကယ်လို့ကို့မှာ ID တွေ password တွေအရင်ကလုပ်ပြီးသားရှိတယ်ဆိုရင်တော့ login ဝင်ရုံပါပဲเนาะတကယ်လို့ password မေ့နေတယ်ဆိုလို့ရှိရင်လည်းဒီမှာအပြရောင် login ရဲ့အောက်ကအပြရောင်နေရာလေးကိုလည်းနှိပ်လို့ရပါသေးတယ်အခုကျမတို့က ID password မရှိသေးတာဖြစ်တဲ့ကြောင့်မလို့အသစ်အစိမ်းရောင်နေရာလေးရှင်းခီတိုးရိုကုဆိုတဲ့နေရာလေးကိုနှိပ်ပါအဆင့်3အနေနဲ့ဒီ page လေးကြာလာပြီဆိုလို့ရှိရင်မြားပြထားတဲ့အတိုင်းအောက်ကိုဆွဲချရမှာဖြစ်ပါတယ်ဒီနေရာမှာဂျပန်လိုအင်္ဂလိပ်လိုဗီယက်နမ်လိုနဲ့နေပေါလိုဆိုပြီးတော့ဘာသာစကားတွေလည်းရွေးလို့ရပါသေးတယ်ကျမတို့ကတော့ဒီနေ့ဂျပန်လိုပဲရှင်းပြသွားမှာဖြစ်တဲ့ကြောင့်မလို့မြားအတိုင်းအောက်ဆုံးကိုဆင်းလာခဲ့ပါအဆင့်4အနေနဲ့တော့ကိုယ့်ရဲ့ email address လေးကိုဖြည့်ရမှာဖြစ်ပါတယ်ဒီ box လေးထဲမှာကိုယ့်ရဲ့ email address လေးကိုမှတ်သားအောင်သေချာစစ်ပြီးတော့ဖြည့်ပါပြီးရင်ပို့ရန်ဆိုတဲ့ဆိုရှင်းဆိုတဲ့ခလုတ်ကိုနှိပ်ရမှာဖြစ်ပါတယ်တခုသတိပြုရမှာက My Page ကလူတစ်ယောက်ကိုတစ်ခါပဲသုံးလို့ရတာဖြစ်တဲ့ကြောင့်မလို့ My Page ကို2ခုတွေ3ခုတွေလုပ်လို့မရပါဘူးဒီ My Page တိုးရိုကုလို့ခေါ်တဲ့ My Page မှတ်ပုံတင်ရတာကစစ်ဆေးမှုတွေဒီ OTAF ကနေလုံမှာ9ရက်လောက်ကြာမှာပါเนาะဒါကြောင့်မလို့မြန်မြန်လေးတိုးရိုကုလုပ်ဖို့လိုအပ်ပါတယ် email address ထဲမှာဆိုရှင်းဆိုပြီးတော့ပို့မယ်1ကိုဖြည့်မယ်2ကိုနှိပ်မယ်အဆင့်5အနေနဲ့တော့ဒီစာမျက်နှာလေးကြာလာရင် email ကိုသွားစစ်ပါကိုယ့်ရဲ့ email address ကိုသွားစစ်ပါဒါယာယီမှတ်ပုံတင်လုပ်တယ်လို့ခေါ်ပါတယ်ကိုယ့်ရဲ့ email address မှာ OTAF ကနေစာလေးပို့ထားတာရောက်လားမရောက်လားဆိုတာကိုဒီအဆင့်5နေရာမှာ email သွားစစ်ရမှာဖြစ်ပါတယ် email ရောက်တာနဲ့မှတ်ပုံတင်လုပ်တာပြီးသွားတာမဟုတ်ပါဘူးเนาะအဆင့်ဆင့်ကြံပါသေးတယ်ကိုယ့်ရဲ့ email ထဲမှာ OTAF ကနေပို့ထားတဲ့စာလေးရောက်လာပြီဆိုလို့ရှိရင်တော့ဒီအပြရောင် URL link လေးကို click တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဒီနေရာမှာတခုသတိထားရမှာကတချို့လူတွေမှာ browser ကိုထပ်ရွေးခိုင်းတာရှိပါတယ်ဒီလိုနှစ်သက်တဲ့တခုခုပေါ့နော် Chrome ဖြစ်ဖြစ် Google ဖြစ်ဖြစ် Safari ဖြစ်ဖြစ်ဒီတခုခုကိုနှိပ်ဖို့အတွက်ရွေးချယ်ခိုင်းတာရှိတယ်လို့တချို့ဖုန်းတွေမှာ direct link တွေကနေ page တွေကိုရောက်သွားတာရှိပါတယ်အဆင့်8အနေနဲ့ဒီနေရာလေးမှာ page လေးကြာလာပြီဆိုလို့ရှိရင် link တွေက page လေးကြာလာပြီဆိုရင်အောက်ဆုံးကိုဆွဲချပါအဆင့်9အနေနဲ့မြင်ရပြီဆိုလို့ရှိရင်လည်းအောက်ကိုဆက်ပြီးတော့ဆွဲချရမှာဖြစ်ပါတယ်ဒီနေရာမှာလည်းမြန်မာဘာသာတွေထပ်ပြီးတော့နှိပ်လို့ရပါသေးတယ်เนาะဒါကတော့ My Page ရဲ့ Toroku Guide ဖြစ်ပါတယ် My Page Toroku လမ်းညွှန်ပေါ့เนาะအောက်ကိုဆွဲချသွားပါ
အဆင့်30အနေနဲ့အာနိအတဲဟာမတဲဤတို့ကိုရွေးရမှာဖြစ်ပါတယ်ဒီနေရာမှာအရှိဆုံးကမြားပြထားတဲ့နေရာလေးကိုရွေးလိုက်ပါအဆင့်7အနေနဲ့ဤနိအတဲဝအတဲဟာမာရာနိုင်ကိုရွေးရမှာဖြစ်ပါတယ်ဒီအရှိဆုံးကနေရာမှာပဲဤနိအတဲဟာမာရာနိုင်ကိုရွေးပါအဆင့်7အနေနဲ့ height 理解できましたဟုတ်ကဲ့နားလည်သဘောပေါက်ပါပြီဆိုတော့ height ကိုရွေးရမှာဖြစ်ပါတယ်တကယ်လို့မှားပြီးရွေးမိတယ်ဆိုလို့ရှိရင်အရှိကိုဆက်တိုးလို့မရအောင်เนาะဒါ A3 မေးခွန်းပေါ့နော်ကိုကဖတ်တတ်တယ်ဆိုလဲဒီမှာရှိတဲ့စာလေးတွေကအလွယ်တကူရေးထားတာလေးတွေရှိပါတယ်ဒါကြောင့်မလို့အပေါ်မှာခန်းကြီးရဲ့အပေါ်မှာလဲဟီရာဂနာလေးတွေနဲ့ရေးထားတာဖြစ်တဲ့ကြောင့်အချိန်ရမယ်ဆိုရင်လည်းဝင်ဖတ်လို့ရပါတယ် height ကိုရွေးမယ်နော်အဆင့်73အနေနဲ့ password ကိုဖြည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာ password ဖြည့်ရမှာပါ password က10လုံးကနေပြီးတော့အလုံး30ဖြည့်ရမှာဖြစ်ပါတယ်တခုသတိထားမှာကကိန်းဂဏန်းတွေဒီစာလုံးအကြီးတွေအသေးတွေထည့်ရမယ်ပေါ့နော်ဒီနေရာမှာအလုံး30လို့ရေးထားပေမဲ့လည်းအရှိကြီးတွေအများကြီးတွေမှတ်ထားလို့ရှင်strong တော့ဖြစ်ပေမဲ့เนาะကိုမမှတ်မိပဲနေလိမ့်မယ်တေးသေးချာချာလည်းမှတ်ထားအောင်เนาะနောက်တစ်ချိန်ခါကွန်းင်းတော့တာမယ်ဒီနေရာမှာနံပါတ်2နေရာမှာလည်းတူညီတဲ့ password ကိုနောက်တစ်ချိန်ထည့်ရမှာဖြစ်ပါတယ်เนาะ password မေးလို့မရဘူးဆောင်းမွဲ fountain တာပဲဖြစ်ဖြစ်ဆောင်းမွဲအောင်စင်းရလက်ကြည့်တဲ့အခါမှာပဲဖြစ်ဖြစ်ဒီ password လိုတယ်เนาะဒါကြောင့်မလို့တေးသေးချာချာရေးမှတ်ထားပါအဆင့်14အချက်လက်တွေဖြည့်ပါပြီနံပါတ်1ကတော့ passport ထဲမှာပါတဲ့အတိုင်းကိုယ့်ရဲ့နာမည်ကိုဖြည့်ရမှာပါ passport ထဲကအတိုင်းမှာ Zailu ကတို့တွေကအတိုင်းအတူတူဖြည့်ရပါမယ်ဒီနေရာမှာမှားလို့မရပါဘူး hyphen နေအဆက်လေးတွေ dog လေးတွေထည့်လို့ရပါတယ်နာမည်မှာပါတဲ့အတိုင်းထည့်ရမှာဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့နာမည်ကိုကာတာခဏနဲ့ဖြည့်ရမှာပါကာတာခဏပါနံပါတ်3ကတော့မွေးတက္ကရာကိုခုနှစ်လရက်ဖြည့်ရပါမယ်မွေးတက္ကရာကိုခုနှစ်လရက်ဖြည့်ပါနာမည်ကိုကာတာခဏနဲ့ပြီးရင်မွေးတက္ကရာကိုခုနှစ်လရက်ပါအဆင့်15အနေနဲ့အချက်လက်တွေကတော့ဒီနေရာမှာဒန်းဆဲလားကြော်ဆဲလားယောက်ျားလေးလားမိန်းကလေးလားကြားမကိုဖြည့်ရမှာဖြစ်ပါတယ်ယောက်ျားလေးဆိုရင်ရှေ့ကမိန်းကလေးဆိုအနောက်ကဝိုင်းလေးကိုဖြည့်ပါနံပါတ်5အနေနဲ့တော့ကျမတို့ကမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ဒီမှာမြန်မာလို့ယူရမှာဖြစ်ပါတယ်နံပါတ်6ကတော့ဖြည့်ဆိုမဲ့ဆောင်ပွဲကိုရွေးခိုင်းတာပါဂိုင်းရှော်ကုကျော်စားတောက်ဆိုင်လားဒါမှမဟုတ်လို့ရှိရင်စားတောက်ကုန်ဖြည့်မှာလားဘယ်ရောက်ဖြည့်အမှတ်မသိသေးဘူးလားဒိုချီရာကခိမဲတဲ့နိုင်ဘယ်ရဖြည့်အမှတ်မသိသေးဘူးဆိုလို့ရှိရင်တော့ဒိုချီရာကခိမဲတဲ့နိုင်ကိုဖြည့်ရမှာပါဒီနေရာမှာ3ခုပေးထားတယ်ကိုဖြည့်မဲ့ဟာကိုရွေးပါအဆင့်16အနေနဲ့တော့ဒီနေရာမှာဟွန်နင်းရှော့မဲရှော့လို့ခေါ်တဲ့ passport နံပါတ်ကိုရွေးရမှာဖြစ်ပါတယ် passport ထဲမှာရေးထားတဲ့နံပါတ်တိုင်းကိုရေးပါမှားတတ်တာလေးကတချို့က Zailu ကတ်တုံမှာပါတဲ့နံပါတ်တွေရှောက်ပြီးတော့မှားပြီးရေးတတ်တယ် passport နံပါတ်နော်နံပါတ်2ဒီနေရာမှာတော့ E1 Zailu ကတ်တုံအာရီနာရှိကိုဖြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့9မှာမရှိဘူးဆိုတဲ့အရှိကနေရာလေးကိုရွေးပါ
အဆင့်16အနေနဲ့ဆက်ပြီးတော့ဖြည့်ပါမယ်ဒါကတော့ E2 ဇိုင်းလျူကတ်တို့နေထိုင်ခွင့်အမျိုးအစားကိုယ့်ရဲ့ဇိုင်းလျူကတ်တို့ဂျပန်မှာနေတဲ့လူတိုင်းမှာဇိုင်းလျူကတ်တို့ရှိပါတယ်ဇိုင်းလျူကတ်တို့ထဲမှာကိုဘာဗီဇာနဲ့နေလဲရွေးပါဝက်ဗီဇာနဲ့နေတဲ့လူတွေကတော့ဂီချင်းခိုကူဆိုတဲ့ဒီနေရာလေးကိုနှိပ်ပါတုတ်တဲလားကိုကဘာဗီဇာနဲ့နေလဲကိုနေတဲ့ဗီဇာမျိုးစားဥပမာလျူကတ်ဆယ်လားចောင်းသားလားနေထိုင်ခွင့်အမျိုးအစားကိုဒီနေရာလေးမှာရွေးရမှာဖြစ်ပါတယ် F1 ဒန်းဝဘန်ကိုဖုန်းနံပါတ်လေးကိုထည့်ရမယ်ဖုန်းနံပါတ်မှာ hyphen နေထည့်စရာမလိုပါဘူးဖုန်းနံပါတ်ကိုကိန်းကနန်းနဲ့ဖြည့်ရမှာပါเนาะဖုန်းနံပါတ်မရှိတဲ့လူတွေကလည်းမရှိတာရှာပြီးတော့တစ်ခုတော့ထည့်ရပါမယ်ဖုန်းနံပါတ်မထည့်ဘူးဆိုရင်အရှိကိုဆက်သွားလို့မရပါဘူးဖုန်းနံပါတ်ကစုစုပေါင်း6လုံးကနေ17လုံးထိဖြည့်လို့ရပါတယ်အဆင့်18ဒီနေရာကတော့ F2 ပေါ့နော်現在住んでいるドドフカンလို့ရေးထားတယ်အခုလက်ရှိနေနေတဲ့ဂျပန်ရဲ့ဘဲခရိုင်မှာနေတာလေဒီနေရာကအပြာရောင်လေးကိုနှိပ်လိုက်ရင်တိုကျိုလားအိုဆာကာလားဆိုပြီးတော့နာမည်တွေကျလာမယ်နေထိုင်တဲ့အခုလက်ရှိခရိုင်နေရာကိုတစ်ခုရွေးရမှာဖြစ်ပါတယ်အဆင့်19ဓာတ်ပုံထည့်ရမယ်ဒီနေရာကအရန်အရေးကြီးတယ်မှားလို့မရဘူး choose file ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာ save ထားတဲ့ဓာတ်ပုံကိုထည့်ရပါမယ်ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်နော်ဒီဓာတ်ပုံကရိုက်ရတဲ့အခုမှစပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေမှာမဟုတ်ပါဘူးเนาะအဲ့ဒါကြောင့်မလို့ကြိုပြီးတော့ဖုန်းလေးထဲမှာဓာတ်ပုံလေးကို save ထားဖို့လိုအပ်ပါတယ်ဓာတ်ပုံနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်လေးတွေကိုရှင်းပြပေးပါမယ်ဓာတ်ပုံအတွက်လိုအပ်တာတွေကတော့လေဒီဓာတ်ပုံကအောင်လက်မှတ်မှာအသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်မလို့စီးမြင့်စည်းကမ်းနဲ့မကိုက်ဘူးဆိုလို့ရှိရင်စာထပ်ရောက်လာလိမ့်မယ်အီးမေးလ်မှာထပ်ရောက်လာပြီးတော့တိုးတို့ကုလုပ်တာလည်းအချိန်ပိုကြာသွားနိုင်ပါတယ် JPEG ဖိုင်နဲ့တင်ထားတဲ့ဓာတ်ပုံဖြစ်ဖို့လိုအပ်တယ် 4cm 3cm down light က 4cm အလျား light က 3cm ဖြစ်ဖို့လိုအပ်တယ် 1MB ထက်ကြီးလို့မရအောင်ဖိုင် size ကြီးနေလို့မရဘူးလို့ပြောချင်တာပြီးရင်အဖြူအမဲမရဘူးဓာတ်ပုံကနော်အဖြူမဲမရဘူး black and white မရဘူးပေါ့ကာလာဖြစ်နေရမယ်ရောင်စုံဓာတ်ပုံဖြစ်ရမယ်ပေါ့6လအတွင်းရိုက်ထားတဲ့ပုံဖြစ်ရမယ်ကင်မရာကိုတက်ကြည့်နေတဲ့မျက်လုံးကနေပြီးတော့အရှိတက်ကိုကြည့်နေတဲ့ဓာတ်ပုံမျိုးဖြစ်ရမယ်အနောက်ခံကပြောင်ဖြစ်ရမယ်ပေါ့နော်အနောက်ခံကပြောင်ဖြစ်ရမယ်အနောက်မှာဓာတ်ပုံတစ်ခုလုံးကိုကြည့်လိုက်ရင်ဝါးနေတာတို့မျက်နှာမကြည်မလင်နဲ့ပြက်ပြက်သားသားမမြင်ရတဲ့ပုံတွေဖြစ်လို့မရပါဘူးဓာတ်ပုံအရန်အရေးကြီးပါတယ်ဒီအချက်လက်လေးတွေကိုလည်းမှတ်ထားပေးပါဓာတ်ပုံတွေသတိပြုရမယ့်အချက်တွေရှိတယ်ဥပမာ passport တွေဇိုင်းလျူကတ်တွေမှာမျက်မှန်တက်ပြီးရိုက်ထားတဲ့လူဆိုရင်ဒီတိုးရိုကူလုပ်တဲ့ဓာတ်ပုံကလည်းမျက်မှန်တက်ပြီးရိုက်ရမယ်အဲ့တုန်းကမျက်မှန်မပါဘူးအခုမှမျက်မှန်တက်မယ်ဆိုလို့ရှိရင်ဒီမှာလည်းမတက်ပါနဲ့เนาะမတက်တာပိုကောင်းပါတယ်ဓာတ်ပုံကို scan ပြန်ဖတ်တဲ့ပုံကို file ထဲကနေပြီးတော့လက်မခံအောင်တချို့တွေရရှိတယ်လေเนาะဓာတ်ပုံအပြင်မှာဓာတ်ပုံရှိတယ်အဲ့ဒါကိုထပ်ပြီးတော့ဖုန်းနဲ့ဓာတ်ပုံရိုက်တယ်အဲ့ဒါဆိုလို့ရှိရင်မရဘူးပေါ့เนาะအစ်စ်လုံးဝဓာတ်ပုံရိုက်ထားပြီးသားကို save ထားတာမျိုးဒီဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးသားကိုပဲ save ထားတာမျိုးကပို့ပြီးအဆင်ပြေပါတယ်ဒီမှာပြထားတဲ့ပုံတွေကတော့လုံးဝမရတဲ့အမျိုးအစားတွေဖြစ်တယ်ဥပမာ site မှားနေတယ်ပေါ့နော်စောစော43ဆိုပြီးတော့เนาะ 4cm 3cm ရှိရမှာအဲ့လို site မဖြစ်နေတာလည်းမရအောင်နောက်ခံပြောင်ဖြစ်ရမယ်လို့ပြောထားတယ်ဒီမှာဆိုရင်အနောက်ခံပြောင်ဖြစ်မနေဘူးဒါမျိုးတွေမရဘူးမျက်နှာပုံစံပြတ်သားမှုမမြင်ရဘူးမျက်နှာပြက်ပြက်သားသားမမြင်ရတဲ့ပုံတွေမရပါဘူးပြီးရင်မျက်လုံးမှိတ်နေတာမျိုးတွေမရဘူးကြည့်ချင်ရတွေရှောက်ကြည့်နေတယ်ပြီးရင် sunglass နေကမျက်မှန်နေတက်ထားတယ်မရဘူးနော်ပြီးရင်ကိုတယောက်တည်းမဟုတ်ဘဲနဲ့တခြားတယောက်နည်းနည်းလေးပါနေလည်းမရဘူးမျက်နှာအပြည့်တက်မကြဘူးဆိုလည်းမရဘူးဓာတ်ပုံကိုဓာတ်ပုံပြန်ရိုက်ထားတဲ့ပုံမျိုးလည်းမရပါဘူးနော်သတိထားပါ
အဆင့်20အနေနဲ့စာမွဲဖြည့်တဲ့လူကတန်ဆွမ်းတဲ့လူလားမတန်ဆွမ်းတဲ့လူလားပေါ့နော်ကိုကရိုးရိုးတာမန်လူဖြစ်တဲ့အတွက်ကြောင့်မလို့9ကိုနှိပ်ရမှာဖြစ်ပါတယ်ဒီနေရာမှာတန်ဆွမ်းတယ်ပေါ့နော်မတန်ဆွမ်းတဲ့လူမဟုတ်ဘူးဆိုတဲ့9ကိုနှိပ်ရမှာပါအဆင့်21အနေနဲ့ကိုကိုထောက်ပံ့ပေးတဲ့လူရှိမရှိပေါ့နော်ကိုယ်တိုင်ဖြေမဲ့လူဖြစ်တဲ့ကြောင့်မလို့ကိုကိုထောက်ပံ့ပေးမဲ့လူ E ရဲ့မရှိပါဘူးကိုနှိပ်ပါအဆင့်22စစ်တမ်းကောက်တာတွေပေါ့နော်မဖြည့်ခြင်းကြော်သွားလို့ရတယ်ဖြည့်ခြင်းဖြည့်လို့ရတယ်ဖတ်ပြီးတော့ဖြည့်ကြည့်လဲရတယ်မဖြည့်ခြင်းကြော်သွားလဲရတယ်ဒီအဆင့်22ကကြတော့ J1 ကနေ J3 ထိရှိတယ်တော့ဒီ J1 ကနေ J3 ထိကနည်းနည်းအဆင့်ကလေးတွေများနေတာဖြစ်တဲ့ကြောင့်မလို့ဒီတစ်ခါတော့ကျမတို့ကြော်သွားပါမယ်အဆင့်23ကတော့ဒီစာမွဲကိုသဘောတူတယ်မတူဘူးပေါ့နော်ခါကူနင်းလောက်ရမယ်စခရင်လေးရောက်လာပါပြီ K မေးခွန်းလေးပေါ့နော်ကျမတို့ကသဘောတူတယ်လို့ဖြည့်ရမှာဖြစ်ပါတယ်သဘောမတူရင်ဆက်ပြီးတော့စာမွဲဖြည့်လို့မရပါဘူးဒါကြောင့်မလို့နံပါတ်1မျှပြထားတဲ့နေရာလေးကိုသဘောတူတယ်ဒိုအီရှိမတ်ကိုနှိပ်ရမှာဖြစ်ပါတယ်ဒိုအီရှိမတ်ကိုနှိပ်ပြီးသွားရင်တော့ခါကူနင်းဂါမန်ကိုသွားမှာဖြစ်ပါတယ်ဒီခါကူနင်းဂါမန်ဆိုတဲ့နံပါတ်2မျှပြထားတဲ့နေရာလေးကိုနှိပ်ပါခါကူနင်းဂါမန်လေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်နော်ဖြည့်တဲ့ထဲမှာမှားနေတာမျိုးတွေမလုံလောက်တာတွေတခုခုအမှားယွင်းရှိတယ်ဆိုလို့ရှိရင်ဖြည့်ထားတဲ့စောစောဖြည့်ထားတဲ့စာရွက်ကြီးပြန်ပေါ်လာလိမ့်မယ်မှားတဲ့နေရာလေးတွေကတော့အနေရောင်စာလေးတွေနဲ့ဖြစ်နေလိမ့်မယ်အဲ့ကြရင်ပြန်ပြင်ပေးရမယ်နော်ပြန်ပြင်ပြီးရင်နောက်တစ်ချိန်ခါကူနင်းဂါမန်ကိုပြန်နှိပ်ရမှာဖြစ်ပါတယ်โอเคသွားပြီမှန်သွားပြီဆိုရင်တော့ကိုဖြည့်ထားတဲ့အချက်လက်တွေပေါ်လာပါလိမ့်မယ်တစ်ခုချင်းကိုကြည့်ပြီးတော့ပြန်စစ်ပါဒါကတော့ကိုဖြည့်ထားတာတွေမှန်လားမမှန်လားဆိုတာပြန်စစ်တာเนาะဒီနေရာကိုမြင်ရပြီဆိုတာနဲ့ဒါတိုးတော့ကိုပြီးသွားတာမဟုတ်သေးပါဘူးเนาะ A1 မှာကိုဘာဖြည့်ထားတယ် A2 တော့ကဘာဖြည့်ထားတယ်အကုန်လုံးဒီမှာပြန်ပေါ်မှာဖြစ်ပါတယ်ဒါလေးတွေကိုတည်တည်ချာချာစီရင်းနဲ့အောက်ကိုဆွဲလာခဲ့ပါအဆင့်25ကတော့အချက်လက်မှတ်ပြီဆိုလို့ရှိရင် my page တိုးတော့ကိုမိုးရှိခုံမီကိုစုတုကိုနှိပ်ရမှာဖြစ်ပါတယ်เนาะပြင်ကျင်သေးတယ်ဆိုလို့ရှိရင်လည်းဒီအပေါ်နေရာလေးကိုနှိပ်ပြီးတော့ပြင်လို့ရပါသေးတယ်เนาะဒီမှာဒီနေရာလေးကတော့အရေးကြီးတဲ့နောက်ဆုံးအချက်လက်လေးပေါ့เนาะစောစောကဖြည့်ထားတဲ့နေရာတွေကိုပြန်သွားခြင်းနဲ့ဆိုရင်အပေါ်ကမျှပြထားတဲ့အမဲရောင်နေရာလေးကိုပြင်ကျင်တဲ့လူတွေကနှိပ်ပါအချက်လက်တွေ okay သွားပြီမှန်သွားပြီဆိုရင်တော့my page တိုးတော့ကိုမိုးရှိခုံမီကိုစုရုဆိုတဲ့အချက်လက်မှန်ကန်ရင်လိမ်မော်ရောင်ဒီအောက်ကနေရာလေးကိုနှိပ်ရမှာဖြစ်ပါတယ်เนาะဒါဆိုရင်တော့အဆင့်26အနေနဲ့စရင်သွင်းဖို့ရှောက်တာပြီးပါပြီဒီနေရာမှာကို email လေးပေါ့နော်ဒီနေရာမှာmy page တိုးတော့ကိုမိုးရှိခုံမီကို ukeske master ဆိုပြီးတော့ဒီစာလေးပေါ်လာပြီဆိုရင်တော့ကိုယ့်ရဲ့ email လေးကိုဆေးရမှာဖြစ်ပါတယ်24နာရီအတွင်းမှာခါကူနင်းလုပ်ဖို့အတွက်မေးကမရောက်လာတာမျိုးတို့နော်48နာရီအတွင်းမှာဒီဖုန်းနံပါတ်လေးကိုဆက်သွယ်ကြည့်ပါနော်ဆက်သွယ်ကြည့်ပါစနေတနင်္ဂနွေတွေဆိုရင်တော့ဆက်သွယ်လို့မရပါဘူးရုံးချိန်ကိုဆက်သွယ်ရမှာဖြစ်ပါတယ်ဒီဖုန်းနံပါတ်လေးလည်းမှတ်ထားဖို့လိုတယ်ဒါစာမွဲနဲ့ဆိုင်နဲ့တခုခုသိချင်တာမေးချင်တာရှင်ဒီမှာမေးပါနော်email လေးရောက်လာပြီဒါဆိုရင်ပြီးသွားပြီလားဆိုတော့မပြီးသေးပါဘူးเนาะကိုစာမွဲဖြေဖို့ ID လောက်တာကိုလက်ခံလိုက်တယ်ဆိုတဲ့အဆင့်ပဲရှိပါသေးတယ်เนาะ my page တိုးတော့ကို ukeske master ဆိုတဲ့စာလေးရောက်လာမှာဖြစ်ပါတယ်ကိုရဲ့တိုးတော့ကို9ရောလို့ခေါ်တဲ့စောစောကကိုဖြည့်ထားတဲ့အချက်လက်တွေကိုစစ်ဆေးနေတဲ့ရှင်းစလုပ်နေတဲ့ကာလ9ရက်လောက်ကြာတတ်ပါတယ်ဒီ email ကိုရပြီးသွားရင်9ရက်အကြာမှာမှကိုယ့်ရဲ့လျှောက်ထားမှုရလဒ်ကိုသိရမှာဖြစ်ပါတယ်။တိတိကျကျလေးဒီမှာလည်းရေးထားတာတွေကလွယ်လွယ်ကူကူရေးထားတာမို့လို့ဖတ်ကြည့်ပါနော်။9ရက်လို့ပြောတဲ့အခါမှာစနေတနင်္ဂနွေတွေမပါတတ်ဘူးเนาะဒါကြောင့်မလို့စနေတနင်္ဂနွေတွေကိုလည်းဖယ်ပြီးတော့9ရက်ကိုရည်တွက်ဖို့လိုတယ်ပြီးရင် email လေးကိုခဏခဏဝင်စစ်နေဖို့လည်းလိုပါတယ်เนาะ
9 ရက်ပြည့်သွားတယ်9 ရက်ခန့်ကြာသွားပြီဆိုတော့ဒီလို mail လေးရရင်တော့ my page account ရရှိမှာဖြစ်ပါတယ်เนาะဒီနေရာမှာကိုယ့်ရဲ့နာမည် login ID ဆိုတာလေးပါပါတယ်သူ့ရဲ့စာလေးကတော့ဒီမှာရေးထားတယ် my page の登録が完了しましたပြီးဆုံးပါပြီ完了しましたဆိုတဲ့နေရာလေးကိုတည်တည်ချာချာကြည့်ပေးပါပြီးဆုံးပါပြီ登録အောင်မြင်ပါပြီပေါ့ဒီစာလေးရလာပြီခန်းလျောပြီးပြီဆိုမှသာစာမဝဲကိုဖောင်တင်လို့ရမှာပါရေးထားပါတယ်試験に申し込むことができますဒီမေးလေးမှာဒီမေးလေးထိရဖို့အတွက်အစဉ်အဆက်နေစူးစမ်းပြီးတော့ဖြတ်ကျော်လာခဲ့ပါเนาะဒီနေရာရေးကြည့်တယ်เนาะ ID တွေနဲ့နာမည်တွေရေးထားပါတယ်ဒီအဆင့်28 email မှာemail ရဲ့ title ခေါင်းစဉ်ကဒီအပေါ်ဆုံးမှာလည်းရေးထားပါတယ်เนาะခန်းလျောရှိမတ်တာဆိုတဲ့ mail လေးပေါ့เนาะဒါပြီးဆုံးပါပြီ finish လို့ပြောတဲ့အဓိပ္ပာယ်ပါပေါ့เนาะတကယ်လို့ဒီနေရာမှာမပြီးသေးဘူးကိုမှားနေတယ်ဓာတ်ပုံမှားနေတယ်တို့ဘာလို့တခုခုသူစစ်ဆေးတာကိုမအောင်သွားဘူးဆိုလို့ရှိရင်ဂျူးရောဆိုပြီးတော့ mail လေးလည်းရောက်လာတတ်ပါတယ်เนาะဒီနေရာမှာတော့ဒါခန်းလျောနဲ့ပဲရှင်းပြသွားပါမယ်ခန်းလျောရှိမတ်တာဆိုလို့ရှိရင်ဒီမှာရှိတဲ့နာမည်တွေ ID တွေကိုစစ်ပါပြီးသွားရင်အရှိမဖြည့်ထားတဲ့ password လေးနဲ့เนาะ password လေးလည်းအရေးကြီးရလေ password လေးကစမွဲအောင်တာတို့ဘာလို့ဆိုလို့ရှိရင်လည်းဒီ ID တွေ password တွေကသုံးရမှာဖြစ်တဲ့ကြောင့်မလို့အရေးတကြီးမှတ်ထားဖို့လိုအပ်ပါတယ်တကယ်လို့ဒီနေရာမှာခန်းလျောရှိမတ်တာမဟုတ်ဘဲနဲ့ဂျူးရောဆိုတဲ့ mail လာရင်တော့အဲ့ဒီ email ထဲမှာပါတဲ့ link လေးကနေပြီးတော့ပြန်ပြင်တာတွေကိုထပ်ပြီးတော့ပြင်ရမှာဖြစ်ပါတယ်တခါ9 ရက်လောက်ကြာတာဖြစ်တဲ့ကြောင့်မလို့တခါတည်းမှန်ရင်တော့ပိုကောင်းတာပေါ့နော်ဒီ email လေးရလာပြီဆိုရင်တော့皆さんよくできました完了しましたပြီးဆုံးသွားပါပြီအခုကစပြီးတော့စာမွဲဖြည့်ဖို့လဲဖောင်နေတင်တဲ့အခါမှာအသုံးဝင်ပါပြီ ID တွေ password တွေတည်တည်ချာချာမှတ်ထားဖို့လိုအပ်ပါတယ်အချိန်ရတဲ့လူကတော့တည်တည်ချာချာဂျပန်လိုတွေပါတည်တည်ချာချာဖတ်တင်တယ်လို့အကြံပေးပြစေနော်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်မိပါတယ်လက်ရှိကျမရဲ့ဂျပန်စာသင်တန်းလေးတွေ N1 ကနေ N5 ထိ class လေးတွေရှိပါတယ်အတူတူ GLPT ကိုစူးစမ်းခြင်းနဲ့ဆိုရင်လည်းဆက်သွယ်လိုက်ပါနော်ဗီဒီယိုလေးတွေနောက်ထပ်ဘုဒ္ဓတာရနိုင်မဲ့ကျောင်းသူကျောင်းသားတွေအသုံးဝင်မဲ့ဗီဒီယိုလေးတွေလည်းဖန်တီးခြင်းပါတယ်သိလို့တဲ့မေးခွန်းလေးတွေရှိရင်လည်း comment box လေးမှာရေးခဲ့ပါဦးနော်ကျမရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုလည်းခေါင်းလောင်းလေးတီးခဲ့ပါ最後まで見てくれてありがとうございますぜひチャンネル登録お願いしますじゃあまあすみやまばし